Hello ဒီနေ့ဘာလုပ်လဲဆိုတော့ကြည့်ပြောနာခိုးဘာလုပ်မလဲဆိုတော့ခဏလေးပေါ့ခိုးကဆွဲတဲ့ပုံလေးပြမယ်ခဏနေအောင်ဆွဲတဲ့ပုံလေးကိုချစ်ကြည့်ပါဆွဲတဲ့ပုံကဘယ်ရောက်သွားလဲမသိဘူးမစတော်ဘယ်ဘီပေါ့နော်စတော်ဘယ်ဘီပုံလေးရလာလို့ပြီးပြာကရက်တောင်ဆိုတော့တရားထုံးမီမိုင်မလို့ဆန်တာမလို့မှာ2025ဆိုအလေးဒါကြောင့်ဒီပြစီးတဲ့ကော်ပြားနဲ့ချစ်တီနူတီတီတူးနေကြဟိုတည်းစီးနဲ့ကော်ပြားနဲ့ပြီးလို့ရှိရင်မရှိသေးလဲဆိုလို့ရှိရင်ပြီးတော့ခုကျတော့မရှိသေးတဲ့ဆိုရင်ခဏနေအောင်တော့ပိတ်လိုက်အောင်ပါဒီဒါကြတော့တရားလုံးလေးပေါ့နော်ဒီကနည်းနည်းတီးတရားလုံးစတော်ဘယ်တရားလုံးရေခဲမုံကြားလုံးပေါ့နော်မကြီးရေခဲတော့မကြားပြီးတာကျိုးလော်လီပေါ့ကြားလုံးပြီးတာအကျန်းစာအုပ်ဒီတအုပ်ကဒီတအုပ်ရဲ့ပြီးနောက်ထပ်ဒီတအုပ်ရဲ့အဲပါဟောမှာပြလာလေးရေးပြီးကြကြပြီးရှိသေးတယ်ရှိသေးတယ်အလုပ်ပြဖို့ရှိသေးတယ်မသာယူဆွဲအခုဆွဲတာလာနာနေဒီကမှာဒီပုံလေးဆွဲတာဒီပုံနဲ့တူကြလားဒီပုံနဲ့တူလားပြီးရင်ဒီကကြတော့မဆွဲတာလဲဒီကဝရုံလေးဆွဲရုံကြီးချင်းကြီးဆွဲတာဘယ်လိုမျိုးပုံစံလဲဆွဲတတ်တာအဲ့ဒါကြောင့်ပြီးတော့ပြင်ဟာဝဝင်ပုံဆွဲတာဝင်လာပြင်ခရိုမီအလုံးရဲ့ချက်တဲ့ခရိုမီပြင်တာကြတော့ဒီပုံစံဆက်ဒီဟာလေးတူလာပြီးရလေးလာပူလေးပေါ့နော်လာပူလေးဆက်လာမီပြည့်နေလို့အဲ့ဒါမီပြန်လာတာဘာလဲတော့မထင်ကြနဲ့မပေးဒီဘက်တော့ဖွင့်လိုက်တာတိလာမတာစတော်ဘယ်တခုမစတော်ဘယ်နောက်တဲ့တခုအဲ့ဒါအဝါရောင်မလို့ရှေ့အောင်ဖြစ်ဒီတော့အဝါရောင်လားရွှေရောင်ဖြစ်ပြီးဒီမှာဇီကွက်ကိုရောင်ချေတာဇီကွက်လူရောင်ချေတာပြီးလို့ရှိရင်ဘာလို့လဲဆိုပြီးလို့ရှိရင်